လူတွေက online ပေါ်ကကြော်ညာတွေဆိုရင်ဒီတိုင်းနှိမ့်ကြည့်လိုက်တာမဟုတ်ဘူးစိတ်ခံစားချက်တွေကိုနှိမ့်ကြည့်တာပါကြည့်ရှုသူတွေကိုပျော်ရွှင်လွမ်းဆွတ်အံ့အားသင့်စေတာဒါမှမဟုတ်အနေငယ်ကြောင်းရွံ့စေတဲ့ကြော်ညာတွေကပိုကြကြမှတ်မိစေပြီးတော့ပိုပြီးမကြာခဏမျှဝေတတ်ကြပါတယ်ဥပမာအားဖြင့် Coca-Cola ရဲ့ Share ရဲ့ Coke campaign မှာကပလင်းတွေထဲမှာနာမည်လေးတွေထည့်ထားပါတယ်ဒါက digital friendly idea တစ်ခုပါလူတွေက online ပေါ်မှာဓာတ်ပုံတွေကိုမျှဝေကြတယ်တငယ်ချင်းတွေကို tag တွဲကြတယ်ပြီးတော့ viral engagement တွေကိုဖန်တီးကြတယ်ဒါကလူတွေကိုထူးခြားတယ်လို့ခန်းစားရအောင်လုပ်တဲ့နည်းလမ်းတစ်ခုပါဒါဆိုရင်ရလဒ်ကပါလဲ engagement တိုးပြီးတော့ရောင်းအားတွေလည်းတိုးလာတယ်တွေ့နေကြအင်္ဂလိပ်စကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုပြပြမယ်နော် reach ဆိုတာကသင် content ကိုဘယ်နှယောက်မြင်လဲဆိုတာကိုပြောတာပါ emotion driven ဆိုတာကအချက်လက်တွေကိုအခြေခံတာမဟုတ်ပဲစိတ်ခံစားချက်တွေကိုအခြေခံတာပါ conversion ဆိုတာကကြည့်ရှုသူကသင်လိုချင်တဲ့လုပ်ဆောင်ချက်ကိုလုပ်တဲ့အခါမှာဥပမာဝယ်ယူတာ sign up download လုပ်တာတွေပေါ့ digital marketing ကိုလေ့လာခြင်းနေဆိုရင်တော့ sign up ရှိနေပြီနော်ဘာသာစကားနဲ့တွဲပြီးလေ့လာလို့လည်းရရယ်နော်